ကဲတူဒီရှင်မိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးတွေတော်တွေအကိုအမတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုကျမ်းမာတွေလည်းရှိကြပါစေလို့ကျွန်တော်ကိုခန့်ကနေပြီးတော့ဦးစွာပထမဒါဆုတောင်းမေတ္တာလေးပို့တာပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုလိုက်လက်မှလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးတော့အဆင်ပြေတယ်ဆိုရင်လည်းတူဒီနဲ့ပတ်သက်တဲ့နေရာလေးတွေမှာပြန်လည်မျှဝေပေးသွားခဲ့ကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ကိုခန့်ကိုတိုက်ရိုက်စကားပြောချင်နေတဲ့အကိုမတွေနဲ့Viber Telegram Channel ဝင်ထားခြင်းနဲ့အကိုမတွေတို့က description ထဲမှာကျွန်တော်ရဲ့ Viber Telegram Channel link နဲ့ Viber ဖုန်းနံပါတ်เนาะပြီးတော့ရင် Telegram user name ဒါလေးကိုကျွန်တော်ရေးပေးထားပါတယ်။အဲကနေတစ်ဆင့်ဒါတခုကိုဆက်သွယ်နေတာရှိတယ်ဆိုရင်တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။အဲ့တော့မနက်ည2ဒီကနန်းတင်ခြင်းတဲ့အကိုမတွေကတော့ဒီ691နောက်ပိတ်ဖုန်းလေးကို Viber Telegram ကိုအဆင်ပြေတဲ့တခုကဆက်သွယ်ပြီးတော့မနက်ည2ဒီကနန်းလာတင်လို့ရပါတယ်။ပေါက်ကြီးကိုကတော့ကျွန်တော်ရဲ့တိုင်းကသူများတွေနီးတူ80စာအပြည့်ပေးတယ်။အယောင်ပိတ်ချိန်ကတော့59ထိကျွန်တော်ရရင်ရတယ်လို့တင်ပေးတယ်။ကိုတင်တဲ့ကနန်းမရနိုင်တဲ့အချက်ကတော့တစ်ချက်ပဲရှိတယ်။အဲ့ဒါကတော့59မိနစ်ထိမှထိုးချိန်မရောက်ဘူးဆိုရင်တော့ကျွန်တော် auto cancel တယ်ပေါ့နော်။အဲ့တော့ဟုတ်ပါပြီ။တို့တွေတနေ့လာတရက်စာလေးကိုစပြီးတော့ပြောလိုက်မယ်။ပြီးခဲ့တဲ့ဘက်ရဲ့တောက်ကြနေညနေမှာ80တကွက်ထည့်တယ်။အဲ့တော့3ညနောက်ပိတ်နဲ့ကနန်းမျိုးတွေ10 20 30 40အစစီဖြင့်ဒီလို3ညနောက်ပိတ်10ကွက်ထဲကတစ်ခွက်ကြပြီဆိုရင်သူ့ရဲ့နောက်နှစ်ကြိမ်တွင်းမှာ2ခွန်5 3လုံးထိတဲ့ကနန်းတွေတောင်းလျှောက်လိုက်ပြီးတော့ထိဆင်းနေဆိုတာလေးကိုပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ပြောပြပေးခဲ့ဘူးတယ်နော်အဲ့တော့3ညနောက်ပိတ်ဆင်းခဲ့တဲ့နောက်ဆုံးအပင်ကြီး30ကျော်အတွင်းမှာနှစ်ပင်သာပြတ်ခဲ့ပြီးတော့ကြံပင်အားလုံးမှာဒီ2ခွန်5ကနှစ်ကြိမ်တွင်းကပ်ပြီးတော့ဆင်းထားတယ်လာမယ့်တနင်္လာနေ့မှာလည်းဒီ2ခွန်5ကမနက်မထိညနေထိလိမ့်မယ်ခံမှန်းထားတယ်။တစ်ချက်ရှိတာကမနက်ခင်းပိုင်းမှာ60လို့3ညနောက်ပိတ်တစ်ချက်ထပ်ကြပြီးတော့နောက်ပိတ်ကကျွန်တော်တို့ဒီမှာ2ချက်ဆင်းဖြစ်ထားတယ်။ဒီ60ကနေကြည့်မယ်ဆိုရင်သူ့ရဲ့နောက်2ချိန်တွင်းမှာလည်း2ခွန်5တလုံးတေချာပေါက်လာရမှာဖြစ်တဲ့အတွက်ဒီမှာ80ရဲ့လို့2ခွန်5မထိသေးလို့တနင်္လာမနက်ခင်းပိုင်းမှာ2ခွန်5ကဆင်းလာဖို့ရအတွက်နောက်ဆုံးကြောင်ပိတ်တဲ့လမ်းကြောင်းလေးရှိတယ်ပေါ့နော်။အဲ့တော့80ကကြည့်မယ်ဆိုရင်တော့နေကောင်မှာ2ခွန်5ထိမယ်60ကကြည့်မယ်ဆိုရင်တော့မနက်ခင်းပိုင်းမှာ2ခွန်5ထိရမယ်သူကဒီမှာ2ချက်ထောက်တယ်ဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့အားကောင်းသွားစေတယ်เนาะဒီတစ်ဖြတ်လေးကိုကျွန်တော်ကလန်နာလေးတစ်ခေါက်ပြန်ပြီးတော့စစ်ပေးမယ်ပြီးသွားတဲ့အခါကျရင်ဒီ2ခွန်5ဆိုတဲ့3လုံးထဲမှာ5လုံးပိုင်ဆင်လာဖို့ရအတွက်ကျွန်တော်တို့ထပ်ပြီးတော့ရှုပ်ထားတဲ့ရှုပ်ွက်လေးကိုကလန်နာလေးနဲ့တကွာကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်အဲ့ဒါလေးပြီးသွားရင်တော့အကောင်းဆုံးတစ်လုံးပိုင်ပတ်တီနဲ့မိန်းနှစ်ကွက်ကို2ရက်တစ်ပြတ်မူလေးကနေပြီးတော့ကျွန်တော်ဆက်ထုံးမယ်เนาะလိုက်လက်မလေးတယောက်တစ်ချက်စီနေပြီးတော့တူးတွေနဲ့ပတ်သက်တဲ့နေရာလေးတွေမှာညဝေပေးသွားခဲ့ကြပါအောင်လို့လည်းကျွန်တော်ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်။ subscribe မလုပ်ရသေးတဲ့ကိုမတွေလည်း subscribe လေးတွေလုပ်ထားကြပါလိမ့်နော်။ subscribe လုပ်ထားမှာပဲကျွန်တော်တင်သမျှဗီဒီယိုလေးတွေကျွန်တော်လွှင့်သမျှ like လေးတွေကိုပုံမှန်သိရှိနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဟုတ်ပြီ။ကျွန်တော်တို့၄ပင်ကဏ္ဍလေးကိုပဲကင်ထားတယ်။ကျွန်တော်အယောင်ခြေတာကတော့နည်းနည်းမှိန်သွားတဲ့အတွက်ကျွန်တော်ရဲ့ကိုမတွေမြင်ရဘာမှလည်းမသိနိုင်လို့ကျွန်တော်ကတော့မိန်လေးနဲ့တစ်ချက်ထပ်ပြီးတော့ရှင်းပေးမယ်။ဒီမှာ3ညနောက်ပိတ်လို့ကြလို့သူ့ရဲ့နောက်2ချိန်လေးမှာ2ခွန်5ဒီမတီ45လို့ထိဒီမှာ3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီခွန်5 sorry ခွန်2နဲ့5လေးလို့ထိဒီမှာ3ညနောက်ပိတ်လို့ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ80နဲ့မှာခွန်ရည်လို့ထိပါတယ်ဒီမှာ3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ50လို့ထိမယ်3ညနောက်ပိတ်နောက်တစ်ချက်ဆင့်လို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ90လို့ထိနော်3ညနောက်ပိတ်နောက်တစ်ချက်ဆင့်လို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ40ခွန်လို့ထိမယ်3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ42လို့ထိ3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ28 5ကိုလို့ထိ3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီဒီမှာတစ်ချက်ပြတ်မယ်3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ15လို့ထိမယ်နော်3ညနောက်ပိတ်ကြလို့သူ့နောက်2ချိန်တွင်2ခွန်5ဒီမတီ55လို့ထိမယ်ဒီနားမှာကျွန်တော်ရဲ့ကိုမတွေနဲ့နားလည်မှုတစ်ချက်လွဲနိုင်တာကဘာလဲဆိုတော့3ညနောက်ပိတ်ကြပြီးတိုင်းသူ့နောက်2ချိန်တည်းမှာ2ခွန်5ထိပြီးကစားရမယ်လို့ကျွန်တော်ကအမြဲတမ်းပုံတည်ကြီးပြောနေတာမဟုတ်ဘူးเนาะကျွန်တော်ပြန်ကြည့်ရတာက3ညနောက်ပိတ်ကြခဲ့တဲ့နောက်ဆုံးအပီ30ကျော်တွင်းလေးကိုပဲပြန်ကြည့်ထားတာဟိုဘက်90 100အဲ့လောက်ထိတော့သွားပြီးတော့မကြည့်ထားဘူးဒီကရနာကြပင်ကရနာစီးကြောဘက်ကိုမူတည်ပြီးတော့နောက်တစ်နှစ်သို့မဟုတ်နောက်9လ6လလောက်နေရဆိုရင်တော့ဒီ formula အထီးကြီးလမ်းကြောင်းလေးကတော့ပြောင်းလဲသွားနိုင်တယ်เนาะဒါလေးတစ်ချက်တော့သိထားဖို့လိုပါတယ်
ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ26ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ9958တုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ21ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ35တုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ28ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ39ခွန်ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ59ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ83 35ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ4ခွန်5ဒီမှာတုံညာနောက်ပေးကြလို့သူ့ရဲ့နောက်2ကြိမ်တွင်2ခွန်5တိတိ32ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ65ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ21ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိဒီမှာတစ်ချက်ပြတ်ဒါဆိုရင်ပြတ်ပြင်စေသွားပြီနော်ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ29လို့ထိဒီမှာတုံညာနောက်ပေးကြလို့သူ့ရဲ့နောက်2ကြိမ်တွင်2ခွန်5တိတိ82လို့ထိမယ်ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ86လို့ထိမယ်ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်ဒီ2ကြိမ်တွင်2ခွန်5တိတိ5ခွန်80ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ58ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိတိ1ခွန်လို့ပါမယ်တုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တုံညာ5ခွန်1ဒီမှာတုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိမယ်54တုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိမယ်28တုံညာနောက်ပေးကြလို့သူ့နောက်2ကြိမ်တွင်2ခွန်5တိမယ်90ဒီမှာတုံညာနောက်ပေးကြလို့2ကြိမ်တွင်2ခွန်5တိမယ်တနေ့လာမနေ့နောက်ဆုံးကျန်မယ်ဒီမှာတုံညာနောက်ပေးဖြစ်လို့2ကြိမ်တွင်2ခွန်5တိမယ်တနေ့လာမနေ့ည2ကြိမ်စောင့်ကြည့်ကြမယ်ဆိုတော့ပြီနော်2ခွန်5ကဒီမှာ2ချက်ရှုပ်တာဖြစ်တဲ့အတွက်တော်တော်လေးကိုအားကောင်းနေပါပြီသူ့ကိုပို့ပြီးတော့အားကောင်းသွားစေတဲ့တစ်ချက်ဒါမှမဟုတ်2နဲ့5လုံးပိုင်ကိုစဉ်းစားဖို့ရအတွက်ဒါကြောင့်ခင်ပြီးတဲ့နောက်တစ်ချက်အဲ့ဒါလေးကဘာဖြစ်မလဲဆိုတော့60ဆိုတဲ့ရှောက်ထွေးလေးဖြစ်မယ်ကျွန်တော်ရဲ့ကွန်မာလေးကိုကျွန်တော်ပြောပြပေးပြီးသားပါအဲ့တော့60 61 62 63အစရှိတဲ့ဟို6ထိပ်နဲ့ကဏ္ဍလေးစဉ်းလာပြီဆိုရင်သူ့ရဲ့နောက်ကျွန်တော်တို့ဒီ2ကြိမ်အတွင်းမှာ2 3 5 3လုံးထိတဲ့ကဏ္ဍတောင်းလျှောက်လိုက်ပြီးတော့ဆင်တယ်နောက်ဆုံး6ထိပ်ချခဲ့တဲ့အပင်ရေ20ကျော်အတွင်းမှာတစ်ကြိမ်သာပြတ်ခဲ့ပြီးတော့ကြံပင်အားလုံးကဒီ2ကောင်က2ကြိမ်တွင်ကပ်ပြီးတော့ဆင်းထားတယ်နော်အဲ့ဒီတော့ဒီမှာက80လို့ကျွန်တော်တို့2 3 5မထိဘူးဒါဆိုရင်တနင်္လာမနေ့ဒီကောင်လေးနောက်ဆုံးဆင်းလာရမယ်ကျွန်တော်တို့ကဒါကုနာကမူနဲ့ပြန်ပြီးတော့ပေါင်းမယ်ဒီမှာ80နော်အဲ့တော့80က3ညနောက်ပေးကြောင်းတနေ့ကောင်မှာ2ခွန်5ဒီကောင်ကတော့ကျွန်တော်တို့ကတရက်စာဆိုတော့ခဏထားမယ်နော်တနေ့ကောင်မှာ2ခွန်5တစ်ချက်သွားမယ်ဒီကောင်ကတရက်စာနော်အဲ့တော့ဒီ60က3ညနောက်ပေးကြောင်းမနက်ပိုင်းသို့မဟုတ်နေ့လယ်လို့ရှိလိုက်မယ်ပေါ့နော်နေ့လယ်မှာ2ခွန်5ထိမယ်ဒီ6ထိပ်ကြောင့်နေ့လယ်ကျွန်တော်တို့မနက်ပိုင်းဖြစ်နေ့လယ်ဖြစ်ထားเนาะအဲ့တော့အဲ့ဒီမနက်ပိုင်းမှာကျွန်တော်တို့2 3 5တစ်ချက်ထပ်ပြီးတော့ထိရမယ်အဲ့တော့မနက်ခင်းပိုင်းမှာ2ခွန်5သို့မဟုတ်2 3 5ဒီနှစ်ချက်သွားပြီးတော့စုံတယ်ဒီကောင်လေးကိုကျွန်တော်ပြီးရင်ကဏ္ဍစစ်ပြမယ်เนาะ2 3 5နဲ့2ခွန်5သွားပြီးတော့စုံတယ်အဲ့တော့ဟိုလုံးပိုင်းသို့မဟုတ်1ချိန်အထိကထားပြီးတော့လိုချင်တဲ့အကူမာတွေကတော့ဒီမှာ2ချက်သွားပြီးတော့တူညီနေတဲ့2 5ဒီနှလုံးကိုလုံးပိုင်းနေနဲ့ကန်လိုက်တာအကောင်းဆုံးပဲအထီးကြီးတည်တဲ့လိုချင်တဲ့ကိုမာတွေကတော့ဒီနှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်တို့2 3 5ခွန်ဆိုတဲ့လေးလုံးဒီကောင်ကိုအပြည့်ကိုင်ပြီးတော့ကတ်ဆော့လိုက်မယ်ဆိုရင်ဒီကောင်တော်တော်မားတယ်နော်ဟိုကျွန်တော်ကတော့2 5လုံးပိုင်းဒါကိုပဲအထိုင်ကိုင်မှာဖြစ်ပါတယ်ဆိုတော့ပြီးသွားရင်ဒီကောင်လေးကိုဗာနဲ့ကတ်ပြီးတော့သွားမလဲဟိုအားကောင်းတစ်လုံးပိုင်းနဲ့ကျွန်တော် main တင်ကွာ2ကွာအဲ့ဒါလေးကိုဆက်ပြီးတော့သွားမယ်အဲ့ဒါလေးကိုမသွားခင်ကဒီ6ထိပ်မူလေးကိုကျွန်တော်ကလန်နာလေးတစ်ခေါက်ပြန်ပြီးတော့စစ်ပေးမယ်နော်ကျွန်တော်သွားခြင်းတဲ့ပုံစံလေးကိုနားလိုက်မယ်ထင်တယ်ဒီ80 3ညနောက်ပေးကြောင်းဒီကုံ8ခုံကအကောင်ကိုခဏထားမယ်မနက်ခင်းပိုင်းတော့ဒီတန်းကဒီ60က3ညနောက်ပေးကြောင်း2ခုံက6ထိပ်ကြောင်း2 3 5နော်တူနေတဲ့2 5ကိုတနေကုန်လုံးပိုင်းကိုင်မယ်မနက်ခင်းပိုင်းအဓိက main ထားပြီးတော့ကစားရမယ်ဟုတ်ပြီနော်ဒါဆိုရင်တို့ဒါလေးကိုစပြီးတော့စစ်ရမယ်ဒီမှာ6ထိပ်ကြောင်းသူ့နောက်2ချိန်တွင်းမှာ2 3 5ထိမတီ34ဒီမှာ6ထိပ်ကြောင်း2ချိန်တွင်း2 3 5ထိမယ်5 3 4 3ဒီမှာ6ထိပ်ကြောင်း2ချိန်တွင်း2 3 5ထိမယ်56ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3 5ထိမယ်55ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3 5ထိမယ်21ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3 5ထိမယ်20ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3 5ထိမယ်54ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3 5ထိမယ်32ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3 5ထိမယ်တစ်ချက်ပြတ်
ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်24ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်39ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်29ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်50ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3ကထိမယ်59ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3ကထိမယ်35ခွန်5ဒီ6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်50ခွန်ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3ကထိမယ်38ရှင်းနှစ်နော်ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 3ကထိမယ်56 20 6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်13 6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်23 6ထိပ်ကြောင့်2ချိန်တွင်း2 3ကထိမယ်92ဒီကနေ့ကျွန်တော်ရဲ့အကူအမကြီးပြီးခဲ့တဲ့ဘက်ကရတယ်နော်ကျွန်တော်နှစ်ပိုင်းနှစ်ပတ်တည်နဲ့ရွေးကွက်92ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်း2 9ကထိမယ် sorry 2 3ကထိမယ်92ဒီ6ထိပ်ကြောင့်ဒီ2ချိန်တွင်2 3ကထိမယ်တနေ့လာမနက်2 3ကထိရမယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာလေးကိုနားလည်မယ်လို့ထင်တယ်ဒါဆိုရင်ဒီကောင်လေးကိုထပ်ပြီးတော့သွားမယ်အဲ့တော့ဒီနှစ်ချက်ကမနက်ခင်းပိုင်းလာရမယ်နော်အဲ့တော့2 5လုံးပိုင်းကိုထိုင်ခိုင်းမယ်မနက်ပိုင်းတီးတံမသွားဘဲနဲ့2 5လုံးပိုင်းကိုကတော့ကျွန်တော်တို့တရက်စာဆိုပြီးတော့တနေ့ကုန်အပြည့်သွားလိုက်မယ်အဲ့ဆိုတော့ဟုတ်ပြီဒီ2 5လုံးပိုင်းကိုကျွန်တော်တို့ဗာနဲ့ကပ်ပြီးတော့စောမလဲဒါကတော့ကျွန်တော်ရဲ့အကူအမတွေအားလုံးကိုကြိုက်တဲ့ကဏ္ဍလေးတွေနဲ့သဘောရှိရင်ကျေးဇူးတော်ကပ်ပြီးတော့ကစားလို့ရတယ်ကျွန်တော်ကတော့အဲ့ဒီ2 5လုံးပိုင်းကို6 1 9ပြီးဝိုင်း4 8ဆိုတဲ့ကဏ္ဍ5လုံးနဲ့ကပ်ပြီးတော့ကဏ္ဍ10ကွက်ကစားစီခြင်းတယ်အားပြီးတော့သွားမယ်နော်1 6 2 1 2 9 2 4 2 10 5 6 5 1 5 9 5 4 5 8ဒါလေးပဲနော်မနေ့ပိုင်းအဓိကထားပြီးတော့သွားကြမယ်ဆိုတော့ဒီ1နဲ့5မှာပေကောင်ကပို့ပြီးတော့အားကောင်းတယ်ပတ်တီးသမားတွေအတွက်ကျွန်တော်ပတ်တီးတန်ချောင်းနဲ့main တင်ကွက်2ကွက်လေးကိုဒီ2ရက်တစ်ပြက်မူလေးကနေပြီးတော့ကျွန်တော်ဆက်ဆွဲထုတ်ပေးမယ်ပေါ့နော်အဲ့တော့ဒီခရမ်းကောင်ကနကွက်ထဲကကနန်း3လုံးအဲ့တော့3ည6နှစ်3လုံးပေါင်းချင်း8ရယ်လို့ဖြစ်လို့အဲ့8ဟာသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာ8ခွန်နဲ့ခွန်3အဲ့တော့နောက်တစ်ပြင်မှာခွန်1ခွန်3လုံးပေါင်းချင်းဟာ9ရယ်လို့ဖြစ်လို့အဲ့9ဟာသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာကျွန်တော်တို့ဒီမှာ4 5နဲ့ခွန်5နော်အဲ့တော့ဒီမှာ9 1 5 3လုံးပေါင်းချင်း1ဖြစ်လို့အဲ့1ဟာသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာ61အဲ့တော့6ခွန်1 3လုံးပေါင်း4ဖြစ်လို့အဲ့4ဟာသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာ54အဲ့တော့3 4 3 3လုံးပေါင်း3ညဖြစ်လို့3ညတစ်လုံးသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာ40လို့ပြန်ပြီးတော့ဝင်အဲ့တော့6 3 3ည3လုံးပေါင်း2ဖြစ်လို့2တစ်လုံးဟာသူ့ရောက်2ရက်တစ်ပြက်အတွင်းမှာ92ဒါဆိုရင်6 3 3ည3လုံးပေါင်း2ဖြစ်လို့2ဟာဒီ2ရက်တစ်ပြက်အတွင်းမှာ2ရယ်လို့ပြန်ပြီးတော့ဝင်လာရမယ်တစ်ပတ်တီးလေးကိုကျွန်တော်တို့စားပြီးတော့မြင်ရပြီဒီကောင်လေးကိုကျွန်တော်တို့ကဘာနဲ့အပြီးပေါက်ပြီးတော့ main တင်ကစားမလဲဒီဒီပင်လေးကနေစားပြီးတော့ကြည့်မယ်အဲ့တော့ခွန်1ခွန်3လုံးပေါင်း5ဖြစ်လို့အဲ့ဒီ5ပိုင်ဟာဒီခွန်3ခွန်နော်ဒီအနက်ရောင်ဝိုင်းလေး3ခွက်ပေါ့နော်အဲ့တော့ခွန်3ခွန်3လုံးပေါင်းချင်းခွန်ရယ်လို့ဖြစ်လို့ခွန်2ပြိတ်နဲ့ကပ်ပေါက်မယ်9ရယ်ခွန်ပြိတ်52 9ရယ်2ပြိတ်50ခွန်ဒီနှစ်ကွက်ထဲကသူ့အောင်2ရက်တစ်ဖြတ်တွင်မှာ50ခွန်လို့နောက်တစ်မှာ9 1 5 3လုံးပေါင်း1ဖြစ်လို့အဲ့ဒီ1ပိုင်ဟာ3 4 5 3လုံးပေါင်းချင်း2ရယ်လို့ဖြစ်လို့ကျွန်တော်တို့က2ရယ်လို့ဖြစ်လို့ကျွန်တော်တို့က2ရက်ပါဝါခွန်နဲ့2ခွန်ပြိတ်နဲ့ကပ်ပေါက်ကမယ်အဲ့တော့1ရက်2ပြိတ်ဟာကျွန်တော်တို့17နော်1ရက်ခွန်ပြိတ်ဟာကျွန်တော်တို့16ပါအဲ့တော့16တော့ကသူ့အောင်2ရက်တစ်ဖြတ်တွင်မှာ61လို့ပြန်ပြီးတော့ဝင်နောက်တစ်မှာ6ခွန်1 3လုံးပေါင်း4ဖြစ်လို့အဲ့ဒီ4လုံးပိုင်ဟာဒီမှာ2 6 1 3လုံးပေါင်း9ရယ်လို့ဖြစ်လို့9လေးပြိတ်နဲ့ကပ်ပြီးမယ်ဆိုတော့4ရယ်9ပြိတ်ဟာ45ပါပြီးရင်4ရယ်4ပြိတ်เนาะ40เนาะအဲ့နှစ်ကွက်ဟာတွေ့ရအောင်2ရက်တစ်ချက်တွေမှာဒီမှာ54လို့ပြန်ပြီးတော့ဝင်အဲ့တော့နောက်တစ်ပြင်မှာ3 4 3လုံးပေါင်း3ညဖြစ်လို့အဲ့ဒီ3ညလုံးမှန်ဟာ963 3လုံးပေါင်းချင်း4ရယ်လို့ဖြစ်လို့4 9ပြိတ်နဲ့ပြီးမယ်ဆိုတော့3ည4 3ည9နှစ်ကွက်ဆိုတော့သူက2ရက်တစ်ချက်တွေမှာ40လို့ပြန်ပြီးတော့ဝင်နောက်တစ်မှာ6 3 3ည3လုံးပေါင်း2ဖြစ်လို့အဲ့ဒီ2ပိုင်းဟာ2 4 3ည3လုံးပေါင်း6ဖြစ်လို့6 1ပြိတ်ဆိုတော့ဒီမှာ2 4တစ်ပြိတ်ဆိုတော့20နဲ့မှာ9ဒီနှစ်ကွက်ကပ်ပြီးမယ်ဆိုတော့ဒီမှာ92လို့ပြန်ဝင်တယ်နော်နောက်တစ်မှာ6 3 3ည3လုံးပေါင်း2ဖြစ်လို့အဲ့ဒီ2ပိုင်းဟာ9 6 3ည3လုံးပေါင်း1ရယ်လို့ဖြစ်လို့1 6ပြိတ်နဲ့ပြီးမယ်29နဲ့24နော်2ပိုင်း29နဲ့24ရှင်းမယ်တင်တယ်ဒါလေးကိုအဲ့တော့ကဏ္ဍနှစ်ကွက်ကတီးတန့်ကျွန်တော်တို့ထပ်ပြီးတော့တိုးမလာဘူးကျွန်တော်ရွေးထားတဲ့2 5လုံးပိုင်းကို6 1 9 4ကတ်တဲ့ကဏ္ဍ10ကွက်ပြီးပေါက်ထင်ပါပဲအဲ့ကဏ္ဍနှစ်ကွက်ကရှိထားပြီးသားအဲဆိုကျွန်တော်တစ်ချက်ထပ်ပြီးတော့ပြင်ရေးလိုက်မယ်နော်ကျွန်တော်တို့နေကုန်းမှာ2ခွန်5ထိမယ်အဲ့တော့နေကုန်းလုံးပိုင်းက
နှစ်ငါနော်နှစ်ငါကိုဒီကထားပြီးတော့ကိုင်မယ်ကောင်းမနက်ပိုင်းပို့ပြီးတော့အားကောင်းမယ်နော်နှစ်ငါလုံးပိုင်းမနက်ပိုင်းပို့ပြီးတော့အားကောင်းမယ်သူ့ကိုကတ်ပြီးတော့ဆော့မှာက6တစ်ကို48ခဏ10ကွက်အားပြီးတော့တောင်းမယ်အဲ့တော့ပတ်တီးအကောင်ကတော့ခုနက2ရက်တစ်ပြက်လမ်းကြောင်းကပေးတယ်နှစ်တလုံးအဲ့ဒီနှစ်နဲ့ပတ်သက်ရင်ဘာတွေတင်မလဲ24 29အားပြီးတော့တောင်းမယ်ဆိုတော့ကျွန်တော်ဘောပင်လေးနဲ့ရေးလိုက်တာဆိုတော့နေလေးကတော့နည်းနည်းလေးမိတ်နေတယ်ညီမမြင်ရပါမလားတော့မသိဘူးပေါ့နော်နေကောင်မှာနှစ်ခွန်5ထိမယ်နေကောင်လုံးပိုင်း2 5မနက်ပိုင်းပို့ပြီးအားကောင်းမယ်6တစ်948ဒီ9လုံးနဲ့ကပ်ပြီးတော့ပြီးပေါက်10ခွက်ဆော့မယ်ပတ်တီးသမားတွေကနှစ်ကိုပတ်ပါနှစ်လေးနှစ်ကိုမိန်တင်ပြီးတော့သွားပတ်တီးဆော့ရင်တော့ဒီအပြီးပေါက်လေးကိုလွတ်မယ်အပြီးပေါက်ဆော့ရင်တော့ပတ်တီးလေးကိုလွတ်မယ်နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်ခုနကပြောသလိုအဲလက်မလေးတွေတယောက်တစ်ချက်စီနေပြီးတော့ဒုတိယနဲ့ပတ်သက်တဲ့နေရာလေးတွေမှာပြန်လည်မျှဝေပေးသွားခဲ့ကြပါအောင်လို့လည်းကျွန်တော်ကိုခန့်ကနေပြီးတော့ထပ်မံတောင်းဆိုခဲ့ချင်ပါတယ်